မင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ခီးသွားဗီဒီယိုကနေကြိုဆိုပါတယ်ဒီနေ့တော့ကျွန်တော်ကိုရီးယားနိုင်ငံဆိုးမြို့အနီးမှာရှိတဲ့ဘူဒန်ဆန်လို့ခေါ်တဲ့ဘူဒန်တောင်ကိုတွားရောက်တက်ဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဟာ6လပိုင်း3ရက်နေ့ကိုရီးယားနိုင်ငံရဲ့ဂျီဘန်ဆောင်ဂိုလို့ခေါ်တဲ့ဒေသဆိုင်ရာရွေးကောက်ပွဲနေ့ဖြစ်ပါတယ်အဲ့ဒါနဲ့လုတ်တရက်ပိတ်တာနဲ့ခီးဝေးတွေမသွားတော့ပဲနီးနားမှာရှိတဲ့တောင်ကိုတက်ဖြစ်ခဲ့ခြင်းဖြစ်ပါတယ်ဗျဘူဒန်ဆန်လို့ခေါ်တဲ့အခုကျွန်တော်တက်ရောက်နေတဲ့တောင်ဟာဆိုးမြို့နယ်လဲနီးတယ်တွားရလာရတာလဲလွယ်ကူတယ်အရန်လဲမမြင့်တဲ့ခါကျတော့ဘူဒန်ဆန်တောင်ကိုတွားရောက်တက်ကြပါလို့ဒီနေ့တိုက်တွန်းပါတယ်အမြင့်ကလဲ900ကျော်မီတာသာမြင့်တာဖြစ်ပါတယ်ရထားပူတာနဲ့လည်းနီးတယ်ဆိုးမြို့ထဲမှာလဲရှိတယ်ဆိုးမြို့ရဲ့ရှုခင်းကိုအပေါ်စီးကမြင်ရမှာကျင်းနေပါတယ်အခုကျွန်တော်တောင်တဝက်ကိုရောက်တဲ့အချိန်မှာ9နာရီလဲကြုံနေပြီဆိုတော့ဆိုးမြို့ရဲ့ရှုခင်းကတော့တိတ်မလှတော့ပါဘူးမြင်တဲ့အတိုင်းပဲဟောင်းဝါဖြစ်နေပါပြီအဲ့ဆိုရင်ကျွန်တော်ဆက်တက်လိုက်ပါဦးအခုဒီတောင်ဟာအရန်လဲမမြင်တဲ့အခါကျတော့တနာရီလောက်ဆိုရင်တောင်ထိပ်ကိုရောက်ပါတယ်ကျွန်တော်ဗီဒီယိုကြည့်ပြီးတော့ဒီတောင်ကိုတွားရောက်တက်မယ်ဆိုရင်တောင်တက်လန်းကတနေရာသွားပြီးတော့တောင်ပေါ်ရောက်ပြီးတောင်ပေါ်ပြန်ဆင်းတဲ့အခါလဲအခြားနေရာကပြန်ဆင်းခဲ့ပါလို့ဒီနေရာတွေအကြံပြုပါတယ်။ဘာကြောင့်လဲဆိုတော့အခြားနေရာကလက်ပတ်ပြီးတော့ပြန်ခဲ့ရင်လဲတခြားနေရာရဲ့ရှုခင်းတွေကိုတွေ့မြင်နိုင်မှာဖြစ်လို့ဖြစ်ပါတယ်။ဘူဒန်ဆန်တောင်ကိုတွားရောက်တက်ပြီဆိုရင်ဆိုးမြို့ထဲမှာနာမည်ကြီးတဲ့ဒိုဘုံဆန်၊ဘူခန်းဆန်၊ဆူလက်ဆန်စတဲ့တောင်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်အခုဒီဘူဒန်ဆန်တောင်ကိုတွားရောက်တက်မယ်ဆိုရင်အဓိကအရေးကြီးဆုံးမှာကျင်တာကတော့တောင်တက်ဖက်နဲ့စီးသွားပါလို့အကြံပြုပြရစီ။ဘာကြောင့်လဲဆိုတော့တောင်ကမတ်ဆောက်ပြီးတော့ကြောက်တောင်ဖြစ်လို့ပါအချိန်ခါခွင့်သင့်မယ်ဆိုရင်ဘူဒန်ဆန်တောင်ကိုတက်ကြပါလို့ဒီညနေတိုက်တွန်းနေကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါခင်ဗျာကြည့်ရှုပေးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်ဆိုးမြို့နီးကဘူဒန်ဆန်လို့ခေါ်ပါတယ်အခုကျွန်တော်တောင်တဝက်ကို